တကယ်ဘေးဆိုးကတ်ဆိုးကြီးတွေလွန်မြောက်ချင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးရန်ခတ်သိမ်းကလုံးဝလွတ်မှာတန်တရားထဲမှာနေရင်တော့ကြုံရမှာပဲတန်တရားထဲမှာနေကြုံရမှာတန်တရားထဲလည်းနေသေးတယ်ဘေးကလုံးဝလွတ်တယ်ဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတယ်ဒါကြောင့်မို့လို့တန်တရားမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကိုတူးရဲနေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမှာဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လဲလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကသက္ကဝတိသုတ်တံမှာဟောထားတာရှိဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတက်တန်းတွေတိုးလာကြသလဲလို့ဆိုရင်အကျင့်စာရိတ္တပြက်လာတာကြောင့်တိုးလာကိုချင်းတရားတွေပြက်ပြားလာမှုကြောင့်တက်တန်းတွေတိုးလာအဲ့တော့ဒီတက်တန်းတိုးရခြင်းအကြောင်းလားကိုချင်းတရားပေါ်မှာမူတည်တယ်ဆိုတာမတ္တမထင်ရှားဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မိတွေငြိမ်းအောင်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒါတွေငြိမ်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့အပြင်ဘက်ကအန္တရာယ်ကလွတ်ဖို့ဆိုတာကတော့အာမခံချက်မရှိဘူးလို့ပြောရမှာပဲဒါကြောင့်မို့အရင်ကြပေးတဲ့အခါမှာမြတ်စွာဘုရားကမဂ္ဂင်၈ပါးကျင့်တရားကိုပဲကျင့်ပါလို့ဒီအမတ္တဗုဒ္ဓိကဘယသုတ်တံမှာအဲ့ဒီလိုဟောတာအဲ့လိုဟောတာဒါကအစိတ်ပိုင်းလိုက်တာမန်ကြုံရတဲ့ဘေးဆိုးကတ်ဆိုးတွေပဲနော်ဒေသအလိုက်ကြုံရတယ်ဥပမာကိုယ်နိုင်ငံမကြုံဘူးတစ်ပြည့်နိုင်ငံကြုံတယ်ကိုယ်နိုင်ငံကြုံတယ်တခြားနိုင်ငံမကြုံဘူးဒီလိုဒေသအလိုက်ဘေးဆိုးကတ်ဆိုးဆိုတာကြုံတတ်သေးတယ်ဒေသပိုင်းဆိုင်ရာတခုခုပြတ်တာမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရေလှုပ်တာတော့ရှိနိုင်တယ်မီးလောင်တာတော့ရှိနိုင်တယ်ရေမျောတာတော့ရှိနိုင်တယ်ဒါကတော့တန်တရားထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေအထားလေးတွေပေါ့တန်တရားထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့မလုပ်ရမလဲကုသီလကိုအားကိုးဖို့သစ္စာတရားဆိုဖို့နော်ယရဏသုတ်တို့မေတ္တာသုတ်တို့ဆိုတာတွေကိုရွတ်ဖို့အဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအထောက်ကြဖို့ဆိုတာကဘာပြည့်ရင်တောင်မှပဲဒါပဲအားကိုးရတယ်